ဒီကနေ့ညဦးဇင်းတို့ဗာတရားများဟောမှလဲဆိုလို့ရှိရင်ဇာတကနိပတ်တော်မှာလာရှိတဲ့အာကိတ္တိဇတ်ဆိုတာဟောဖို့ဦးဇင်းတို့စီစဉ်ထားပါတယ်ဒီဇတ်တော်တွေကလူတွေရဲ့နားတဲ့စိတ်ထဲကိုတော့အလွန်အယောင်များတဲ့ဇတ်တော်လေးတစ်ပုဒ်ပေါ့သို့တော်လည်းပဲအသေးစိတ်ကလေးနားထောင်ရမယ်ဆိုလို့ရှိရင်လေးနဲ့တဲ့အတွေ့အမြင်မြင်မာတဲ့အသိဉာဏ်တွေကိုရစေနိုင်တယ်ပေါ့နော်အကိတ္တိဇတ်ဆိုတာတော့ဒီဇတ်တော်မှာအဓိကဦးစားပေးပြီးတော့ပြောစရာကောင်းတဲ့အကြောင်းအရာကလူမိုက်တို့ရဲ့သဘောပညာရှိတို့ရဲ့သဘောဘုရားလောင်းဘယ်လိုလေးသုံးသပ်ပြသလဲဆိုတာလေးကိုတွေ့ရမယ်ပေါ့အဲ့ဒီအချက်ကလေးနှစ်ချက်ပါလို့လည်းပဲဒီနေ့ညဒီဇတ်တော်လေးကိုဟောဖို့ဦးဇင်းရွေးမိတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ယောဂီတွေထဲမှာလူငယ်လေးတွေအများကြီးပါတာပေါ့လူမိုက်နဲ့မပေါင်းမိဖို့စိတ်ကောင်းနှလုံးကောင်းရှိတဲ့အမျှော်မြင်ရှိတဲ့လူနဲ့ပေါင်းမိဖို့ဆိုတာဘဝမှာအလွန်မှအရေးပါပါတယ်ဒါကြောင့်ဒီအချက်ကလေးတွေကိုဦးဇင်းတို့အသေးစိတ်ကလေးဇတ်တော်ထဲမှာလာတဲ့အတိုင်းလေးပြောရတာအလွန်ကောင်းပါတယ်နားထောင်ရတာလည်းအလွန်ကောင်းလိမ့်မယ်လို့ညွှန်လက်ပါတယ်အဲ့တော့ဦးဇင်းတို့ဒီအကိတ္တိဇတ်ကိုတဏှာရီလောက်အချိန်ယူပြီးတော့နာယူမှတ်သားကြနော်ဒီဇတ်တော်ကိုမြတ်စွာဘုရားဘာကြောင့်ဟောကြားတော်မူရတာတော့ဆိုတော့ခါရဝမှာဘုရားရှင်ကိုတော်မြတ်ကြီးတာဝတိပြည်ဇေတဝန်အကြောင်းတိုက်တော်မှာသတင်းသုံးတော်မူနေတော့တာဝတိမြို့တွေကအလှတကာတယောက်ကဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုအိမ်ပင့်ပြီးတော့ဆွန့်ကတ်တယ်အဲ့လိုဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုအိမ်ပင့်ပြီးတော့ဆွန့်ကတ်တော့အလှဒါနပြုတဲ့ပွဲကတော်တော်ကြီးကျယ်ပုံရတယ်အဲ့ဒီတကားကလည်းပဲသူပြုလုပ်လိုက်တဲ့အဲ့ဒီအလှဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့အလွန်မှလည်းပဲသူ့စိတ်ထဲမှာပီတိဖြစ်နေအဲ့ဒီမှာမြတ်စွာဘုရားကဒီအလှတကာရဲ့ပီတိဖြစ်နေတာကိုသိတော်မူတဲ့အတွက်ကြောင့်တကားကြီးတဲ့တကားကြီးသာနဲ့အလှဒါနကိုပြုပြီးတော့ပီတိဖြစ်နေတာမဟုတ်ရှင်းတော့ပညာရှိတွေဟာလည်းပဲအလှဒါနကိုပြုပြီးတော့ပီတိနဲ့ကာလရှိကြစွာနေခဲ့ဘူးရတယ်လို့အဲ့လိုမြတ်စွာဘုရားကစကားလေးကိုဆက်ဆက်ပေးလိုက်တဲ့အခါမှာရှင်းတော့သူတော်ကောင်းကြီးတွေဘယ်လိုနေခဲ့တယ်လဲဆိုတဲ့အဲ့ဒီအကြောင်းအရာလေးကိုဟောကြားတော်မူဖို့တောင်းပန်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကအဲ့ဒီမှာအကိတ္တိဇတ်ဆိုတာဟောတာအဲ့ဒါဦးဇင်းတို့တခုသောဘဝတုန်းကဘုရားလောင်းသူတော်ကောင်းကြီးဟာအလွန်တရာမှကျမ်းသာကြွယ်ဝတဲ့မဟာတာလပုံနာမျိုးမှာလူသွားပြီးတော့ဖြစ်တယ်တဲ့ဒါသူမွေးဖွားလာပြီးမကြာခင်မှာပဲနောက်ထပ်နှမလေးတယောက်ထပ်ပြီးတော့မွေးတယ်မိဘတွေကအဲ့ဒီနှမလေးရဲ့နာမည်ကိုတော့ယတဝရီလို့နာမည်ပေးတဲ့ဘုရားလောင်းကိုကြတော့အကိတ္တိသရောသားလို့နာမည်ပေးထားတယ်အဲ့ဒါနဲ့ဦးဇင်းတို့ပညာသင်ရမယ့်အရွယ်ရောက်တော့ဘုရားလောင်းကတက္ကသိုလ်ကြီးသွားပြီးတော့ပညာသင်တယ်ပညာဆုံးလို့ပြန်လာတော့သိမကြခင်မှာပဲမိဘတွေကကွယ်လွန်နိစ္စရောက်တယ်အဲ့လိုမိဘတွေကွယ်လွန်နိစ္စရောက်သွားတော့ဒီအမျိုးဒီအိမ်မှာပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေကအများကြီးရှိတာဆိုတော့အမှုတန်းအရာတန်းတွေအထူးအဖြင့်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့ဝိုင်းဝန်းထိန်းသိမ်းကြတဲ့ဗန္ဒာဇိုးလူကြီးတွေကအဲ့ဒါပစ္စည်းစည်းရင်းနဲ့တကွာဘုရားလောင်းကိုပစ္စည်းတွေအပ်ကြတယ်အဲ့လိုမျိုးပစ္စည်းတွေအပ်တော့ကန္နာဇတ်တော်တွေကလိုပါပဲဘုရားလောင်းကပစ္စည်းတွေကိုကြည့်ပြီးတော့တန်ဝေကဖြစ်တဲ့ဩငါဘိုးငါဘွားငါမိဘများဒီတွေကိုရှာယုံမဲရှာသွားကြတာသူတို့ရဲ့နောက်ကိုပါအောင်ယူမသွားနိုင်ကြပါလားငါကတော့ဒီဥစ္စာပစ္စည်းတွေကိုငါရဲ့နောက်ကိုပါအောင်ယူမယ်လို့အဲ့လိုစဉ်းစားပြီးတော့ဗန္ဒာဇုလူကြီးတွေလည်းပဲထွက်ခွာသွားပြီဆိုတော့သူ့ရဲ့ညီမလေးကိုခေါ်ပြီးတော့သူကဘာပြောလို့ဆိုတော့
ဒီဥစ္စာပစ္စည်းအားလုံးကိုငါမင်းကိုပေးမယ်အဲ့လိုဆိုရင်အကိုကြီးကဘာလို့မှာတော့ဆိုတော့ငါဟိမွန်တာဝင်ပြီးတော့ယတိယဟန်ဝက်မယ်လို့အဲ့လိုပြောတဲ့အခါမှာနှမလေးကဘာပြောလို့ဆိုတော့အကိုကြီးတို့ထွေးစွန့်အပ်သောတတွေးပေါက်ကိုမခံယူလိုပါဘူးတဲ့ဒါကြောင့်သူလည်းပဲဒီဥစ္စာပစ္စည်းတွေရဲ့ပုံမှာတွေ့တာတဲ့စိတ်ကိုဖြတ်တောက်ပြီးတော့အတူတူလိုက်ပြီးတော့ယတိမလေးဘဝနဲ့သူလည်းပဲနေမယ်လို့အဲ့လိုပြောတော့ဘုရားလောင်းကညီမအရင်လေးဆိုတော့ဖေးမေရလည်းမရှိတော့ဘူးဆိုတော့ထားခဲ့လို့ကလည်းမရတဲ့အနေအထားမျိုးပေါ့နော်ပစ္စည်းတွေနဲ့အိမ်အောင်ပြုတ်ပြီးတော့နေမယ်ဆိုရင်တော့ထားခဲ့လို့ရတာပေါ့အခုကသူကလည်းယတိဝတ်မယ်ဆိုတော့အခြေအနေရအဲ့ဒါသူ့ကိုပါခေါ်သွားတယ်ဒါဦးဇင်းကအတူရုပ်ကလေးဖြတ်ပြီးတော့ပြောလိုက်တာသူကဒီပစ္စည်းဥစ္စာတွေကိုလှူးနေတာ9 ရက်တိုင်လှူတာပစ္စည်းတွေကတော်တော်နဲ့မလျော့ဘူးပစ္စည်းတွေကအလွန်များတာဆိုတော့မလျော့အဲ့တော့ဒီအသက်အန္တရာယ်ဆိုတာပြောနိုင်ခဲ့တယ်သိနိုင်ခဲ့တယ်အဲ့တော့ဒီပစ္စည်းဥစ္စာရဲ့ပုံမှာပေးလူနေရတာနဲ့ငါအချင်းကုန်နေလို့မသိတော့ဘူးဆိုပြီးတော့ဒီတိုင်းပဲပြစ်ထားခဲ့တယ်တဲ့ဘယ်လိုပဲယူဒါဝေကူမဝေပန်တော့ဘူးနော်ငါလူတာငါပေးတာဆိုတဲ့အတိမျိုးကိုသူများတိတိမတိတိအဲ့ဒါတွေကိုခေါင်းထဲမှာမရှိတော့ဘူးအဲ့ဒါနဲ့ဦးဇင်းတို့မြို့နယ်မနီးမွေးမှာတော့တောအုပ်တစ်ခုမှာနေကြတယ်အဲ့ဒီဘဝတုန်းကဘုရားလောင်းကအလွန်မှဘုံကံကြီးသူတွေကိုတပည့်ခံပြီးတော့ဝတ်လာကြတဲ့ယတိတွေယတိမတွေအများကြီးပဲအဲ့ဒါတွေကိုတရားပြတချို့လဲဇံပိန်ရှင်တွေရအတိုင်းဝိုင်းကလည်းအလွန်ကြီးတယ်အရှင်ဆိုတာလည်းအလွန်ကြီးတယ်များလာပြီဆိုလို့ရှိရင်တော့အလုပ်တွေလည်းရှုပ်လာမယ်ပေါ့နော်အဲ့တော့ဘုရားလုံးကအဲ့ဒါကိုညင်းငွေတယ်တဲ့ငါတပါးတည်းနေတာတင့်တယ်အဲ့တော့လည်းဘာလုပ်လဲဆိုတော့တူရီသောနှမလေးကိုတောင်းမှအတိမပေးတော့ပဲနဲ့ညတညမှာတပါးတည်းထွက်သွားတယ်ဘယ်ထွက်သွားမှမသိဘူးဒါပဲရောက်သွားတော့ဆိုတော့ဦးဇင်းတို့ဓမိန်လအရက်မှာကာဝိဒသင်္ဘောစိတ်ဆိုတာရှိတယ်တဲ့အဲ့ဒီကာဝိဒသင်္ဘောစိတ်နာမှာသွားပြီးတော့နေတာအဲ့ဒီနာရောက်ပြန်တော့လည်းပဲတကိုးကကြီးပြန်တာပဲလူအတိများလာလူတွေကအများကြီးဝိုင်းယုံလာတယ်ပေါ့နော်လူတွေအများကြီးဝိုင်းလာအဲ့ဒီနေရာနေရတာလည်းပဲငါအဆင်မပြေဘူးဘုံကံကြီးမှတာသူ့အတွက်အနှောင့်အယှက်ဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့နာဂဒီပကျွန်းရဲ့အနီးမှာရှိတယ်အဟိဒီပကျွန်းကိုသူသွားတယ်တဲ့အဟိဆိုတာမွေပဲမွေတွေအများကြီးရှိတဲ့ကျွန်းပေါ့လူသူအရောက်ပေါက်ဘယ်သူမှမရှိတဲ့ကျွန်းနော်လှေလေးနဲ့သူဖြတ်ပြီးတော့သွားမှာပေါ့အဲ့ဒီမှာပဲသူနေလိုက်တော့အဲ့ဒါနှမဖြစ်တဲ့လူကသူ့ကိုလိုက်ရှာတယ်နောက်သတင်းစကားစုံစမ်းပြီးတော့လိုက်ရှာတော့ဓမိန်လအရက်ကာဝိဒသင်္ဘောစီနာမှာနေတာကိုပဲသိပြီးတော့နောက်သတင်းကပြတ်သွားတယ်အဲ့ဒါနှမလေးဖြစ်တဲ့လူကအဲ့ဒီအကူကြီးနေခဲ့တဲ့နေရာမှာပဲသူလည်းပဲနေလိုက်တော့တာလိုက်ရှာလို့လည်းမတွေ့တော့အဲ့ဒါဘုရားလောင်းကအဲ့ဒီမွေတွေပေါ်တဲ့ကျွန်းမှာတပါးတည်းနေကျွန်းကအလွန်လဲပူလောင်6တွေ့တဲ့ကျွန်းလူသူရောက်ပေါ့လည်းမရှိအဲ့ဒါတပါးတည်းဇန်ချမ်းသာနဲ့ပဲနေတယ်အဲ့ဒီကျွန်းပေါ်မှာကံပြင်းပင်တွေပေါက်နေတာတော့ရှိတယ်အဲ့ဒါဘုရားလောင်းကအလွန်မှအကျင့်ကချိုးကြံတယ်တဲ့ကံပြင်းရပြုတ်ပြီးတော့ပဲစားတယ်ဒါပဲကျန်တဲ့အချိန်မှာအဲ့ဒါဇံဝင်စားပြီးတော့ဇံချမ်းသာနဲ့ပဲအချိန်ကိုကုန်လွန်စေတယ်ပေါ့အဲ့လိုနဲ့ပြင်းပြင်းထန်ထန်အကျင့်ကိုကျင့်တဲ့အခါမှာနော်တရားမင်းကဒီအကျင့်ရဲ့အရှိန်တက်တိကတာဝရိန္ဒာကိုရိုက်ခတ်တဲ့အတွက်ကြောင့်တရားမင်းကမတိပဲကိုနေလို့မရဘူးဘလို့ရွေချက်နဲ့ဒီအကျင့်ကိုဒီယသိဟာကျင့်သုံးနေတယ်ဆိုတာကိုတရားမင်းကစဉ်းစားခြင်းစဉ်းစားမိတယ်ပေါ့ဘာကြောင့်ဒီလိုလုပ်နေတာတော့အဲ့ဒါကိုစုံစမ်းမယ်ဆိုပြီးတော့ဘုရားလောင်းကကမြင်းရွက်ကလေးကိုပြုတ်ပြီးတော့အေးခံပြီးတော့စားမယ်လို့လုပ်နေတဲ့အချိန်လေးမှာတရားမင်းကရောက်လာပြီးတော့ဘာလုပ်လို့ဆိုတော့အလှခံတရားပုံစံနဲ့လာတာတော့မဟုတ်ဘူးအလှခံတယောက်အနေနဲ့လာတာအဲ့တော့ဘုရားလုံးကအလွန်အံ့ဩသွားတယ်ဩဒီကျွန်းမှာလည်းအလှခံရောက်လာတယ်သူ့လိုပဲတကူရှိတဲ့ယတိတပါးပါလားဘာလားပေါ့အဲ့ဒါစဉ်းစားပြီးတော့စိတ်ထဲမှာလည်းအလွန်ဝမ်းမြောက်သွားတယ်ငါစားရင်စဲစဲလေးအလှခံရောက်လာတာအဲ့တော့ဒါလေးကိုပေးလိုက်မယ်သူ့မှာလှုပ်ရှုပ်လက်သက်သာသွားတာပါပေးလိုက်မယ်ဆိုတော့လှူလိုက်တယ်အဲ့တော့ထပ်ပြီးတော့ပြုတ်စားတာလို့မရှိဘူးသူကဂျမ်းမင်းအဲ့ဒါယူပြီးတော့ခဏနေတော့ပျောက်သွားတာပေါ့တဏှာသွားတယ်လို့နဲ့အဲ့တော့ဘုရားလောင်းကသူလူထားတဲ့ဒါနကောင်းမှုကိုပဲအာယုံပြုတ်ပြီးတော့ဖြစ်ပေါ်လာတဲ့ပီတိနဲ့အဲ့ဒီတနေ့နေလိုက်တယ်တဲ့
နောက်ထပ်အရွက်ကိုခုပြီးတော့ပြုတ်ပြီးတော့စားတာမလုပ်အဲ့ဒါနဲ့နောက်နေ့ရောက်တော့ဒီလိုပဲအရွက်ကလေးပြုတ်ပူပူနွေးနွေးလေးစားကနီးလေးရောက်တော့ရောက်လာပြန်တဲ့အဲ့ဒီအလှူခံကရောက်လာတော့လည်းပဲစိတ်ထဲမှာညှိုးညင်းသွားတယ်လို့တော့မရှိဘူးတဲ့လှူလိုက်ပြန်တယ်တဲ့အဲ့ဒီဟာကိုအဲ့ဒါယူသွားတယ်တရားမင်းကခဏလေးတော့ကွဲသွားတယ်အဲ့ဒါဘုရားလုံးကဒီနေ့လည်းပဲပီတိနဲ့ပဲနေလိုက်တာပဲထပ်ပြီးတော့ပြုတ်မစားဘူး2ရက်ရှိပြီပိုက်ထဲကိုဘာမှမရောက်အဲ့ဒါ3ရက်မြောက်နေကြတော့လေအဲ့ဒါလိုပဲကံမြင့်ရလေးပြုတ်ထားတယ်ရောက်လာပြန်တယ်တဲ့3ရက်ဟုတ်လားအဲ့ဒါလည်းဘုရားလောင်းကညှို့ညင်တယ်လို့မရှိဘူးတဲ့ဒါကတော့တော်တော်အံ့ဩစရာကောင်းတဲ့စိတ်အနေထားပေါ့နော်ကိုချင်းစာမယ်ဆိုရင်တော့ယုံနိုင်စရာမရှိဟုတ်လားအော်တော့ကိုထဲမှာဒီလိုစိတ်ဓာတ်မျိုးမှရှိတာမှမဟုတ်ဖဲနဲ့ဟုတ်လားအဲ့တော့ကိုချင်းစာရင်တော့ယုံနိုင်စရာမရှိဘူးနော်တချို့ကိစ္စတွေကဘယ်လိုမှနားမလည်နိုင်ဘူးလို့တချို့ပြောကြတာတွေရှိတယ်ဟုတ်တယ်နားမလည်နိုင်ဘူးနားလည်ဖို့လည်းမလွယ်ပါဘူးဒါပေမဲ့ဖြစ်ခဲ့တာကတော့အမှန်ပဲပေါ့အဲ့ဒါနဲ့4ရက်မြောက်နေ့ရောက်လာမစားရတာလေတော်တော်ကိုနော်3ရက်ဆိုတော့တအားနဲနေအဲ့ဒီအချိန်ကြတော့မှတရားမင်းကဘလို့ရွယ်ချက်နဲ့ဒီအလှကိုလှူတယ်လေဘယ်နဲ့ကြောင့်ဒီလိုလုပ်နေတယ်လဲဆိုတာကိုအဲ့ဒီကြတော့မှတရားရဲ့ပုံသဏ္ဍာန်နဲ့လာတာတရားမင်းလာပြီးတော့အဲ့ဒီမှာမေးတာသူ့နော်အဂိတ်တိန်ဒိဋ္ဌဝါတမ္မနာတကောဗုဒ္ဓပတိဖြဝိကိမ့်ပတ္တယမဟာဗျမေဧကောတမတိခမနီဘိက္ခဝေယံတော်တို့တမ္မတငြိမ့်သက်စွာသောအဂိတ်တိအဂိတ်တိယတိကိုဒိဋ္ဌဝါမြင်၍ဗုဒ္ဓပတိတတ္တဝါတို့၏အရှင်ဖြစ်သောတကောတရားမင်းသည်ဣဒံဤစကားကိုအပြဝိဆို၏တဲ့ဒါကဘုရားဟောတဲ့ဒေသနာလေးပေါ့နော်ယဟန်တို့တဲ့တရားမင်းကယတိကိုမြင်တဲ့အခါမှာအခုလိုပြောတယ်တဲ့ဘယ်လိုပြောတော့မဟာဗျမေပုံနာမြတ်ကိန်းအဘယ်ကိုပတ္တယတော့တောင့်တသည်ဖြစ်၍ဧကောတယောက်ထီထီဂမဏိပူလှစွာသောအရ၌တမတိငြိမ်သက်စွာနေပြီတည်းတဲ့အရှင်ယတိတဲ့ဘာကိုလိုချင်လို့ဘာဖြစ်ချင်လို့ဘာကိုတောင့်တလို့ဒီလောက်ပူတဲ့နေရာကြီးမှာတယောက်တည်းငြိမ်ငြိမ်ကလေးနေရတာတော့တဲ့နေရာလည်းအရန်ပူတယ်အလွန်6တွေ့တဲ့အရက်ပေါ့နော်တယောက်တည်းလူသားမဏိနဲ့တွေးကြည့်မယ်ဆိုရင်တော့တော်တော်ပြင်းစရာကောင်းတဲ့နေရာပေါ့ဟုတ်လားတယောက်တည်းနေနေတယ်ဘယ်လိုတောင့်တခြင်းနဲ့ဒီနေရာမှာတယောက်တည်းနေနေတာတော့အဲ့လိုမေးတဲ့အချိန်မှာဘုရားလောင်းကဒုက္ခပုဏ္ဏဘဝတက်ကတတိရတ္တသဗေဒနာတမောဟမရဏံဒုက္ခတတ္တမတမ္မာမိဝါဒဝအဖြေပေးတယ်အဲ့ဒီအဖြေလေးကအလွန်ပြောစရာကောင်းတယ်၄နှစ်နော်တက်ကတရားမင်းပုဏ္ဏဘဝဘဝတပံဖြစ်ရခြင်းသည်ဒုက္ခဆင်းရဲ၏တတိရတ္တကိုခန္ဓာ၏ဗေဒနာပျက်စီးခြင်းသည်ဒုက္ခဆင်းရဲ၏တမောဟမရဏတွေ့ဝေလျက်သေးရခြင်းသည်ဒုက္ခဆင်းရဲ၏ဝါသောတရားမင်းတတ္တမထို့ကြောင့်တမ္မာမိနိဗ္ဗာန်ကိုတောင့်တလျက်ငြိမ်သက်စွာငါနေတယ်တဲ့သူနိဗ္ဗာန်ကိုရခြင်းလို့ငြိမ်ငြိမ်လေးနေနေတာတဲ့ဒီပူလောင်6တွေ့တဲ့နေရာမှာဘာကြောင့်သူနိဗ္ဗာန်ကိုရခြင်းတာတော့ရှေ့ရစကားလေးတွေကအကြောင်းပြချက်လေးတွေလို့ဆိုနိုင်တယ်နော်အကြောင်းပြချက်ကဘာပြောတော့ပုဏ္ဏဘဝတဖန်ဘဝ၌ဖြစ်ရခြင်းသည်ဒုက္ခဆင်းရဲတယ်နော်အမိဝမ်းကောင်းမှာအောင်ဘလို့ပဲဖြစ်ဘဝစပြီးတော့ဖြစ်လိုက်ရတာဟာဆင်းရဲတယ်ကျတို့ကမမှတ်မိကြတော့နော်အမိဝမ်းကောင်းနဲ့အောင်ရတဲ့အနေထားမိဝမ်းကောင်းနဲ့ထွက်ခဲ့ရတဲ့အနေထားဘာမှမလှုပ်ရှားနိုင်မဲနဲ့သူများပြုစုယူရမှုရဲ့အောက်မှာအသက်ရှင်ခဲ့ရတဲ့အနေထားတကယ်တွေးကြည့်မယ်ဆိုရင်ချမ်းသာဒုက္ခမဟုတ်တာတော့သိကြတယ်ဘဝရဲ့ပုံမှာမမောတဲ့တဏှာအာကြီးလွန်းလို့သာအပြစ်ကမမြင်နိုင်ကြတာကောင်းတဲ့သဘောမဟုတ်တာကတော့သိကြတယ်စားလို့လည်းပြောနိုင်တာမဟုတ်ဘာဖြစ်ချင်းလို့လည်းပြောနိုင်တာမဟုတ်ရားလို့လည်းကုတ်နိုင်တာမဟုတ်လှုပ်တတ်တာဆိုလို့ငိုတာတခုပဲရှိဟုတ်လားကလေးဘဝပြန်စဉ်းစားကြည့်နော်ကောင်းတဲ့သဘောလို့ပြောမလားပြောလို့မရဘူးနော်ဒါဆင်းရဲပဲတကယ်တမ်းကပုဏ္ဏဘဝတပံဖြစ်ရခြင်းဒီဒုက္ခဆင်းရဲ၏တတိရတ္တသကိုခန္ဓာ၏ဗေဒနာပျက်စီးရခြင်းဒီဒုက္ခဆင်းရဲ၏တဲ့ဟောဖြစ်ရတာဆင်းရဲတာမဟုတ်ဘူးတဲ့သိရတော့မယ်ဆိုတော့လဲဆင်းရဲတာပဲများသောအားဖြင့်ငိုကြတာပဲလေငိုတယ်ဆိုတာချမ်းသာလို့ငိုတာလားဆင်းရဲလို့ငိုတာလားဆင်းရဲလို့ငိုတာပေါ့ဆင်းရဲလို့ဆိုတာခန္ဓာကိုယ်ကြီးကပျက်စီးအောင်နှိမ့်ဆက်တဲ့ဝေဒနာကြောင့်ဆင်းရဲတာလည်းပါတယ်အကုန်လုံးကိုထားခဲ့ရတာမှထားခဲ့ရမှာမို့လို့နော်စိတ်ထဲကတန်ရုံးစဉ်တရားတွေနဲ့မစွန့်ကျင်မလွတ်ချင်လို့မထားခဲ့ခြင်းလို့အလိုမကျလို့ငိုရတာလည်းပါမယ်အဲ့ဒါကပိုများမယ်ပေါ့ဟုတ်လားခန္ဓာကိုယ်ပျက်စီးရတာကောင်းတဲ့သဘောမဟုတ်ဘူး
ပိုးပြီးတော့ဆိုတာကတမ္မောဟမရဏံတွေ့ဝေလျက်တရားချင်းဒီဒုက္ခဆင်းရဲဤတဲ့ဟောအဲ့ဒါကြောင့်စဉ်းစားနော်ဒါဦးဇင်းတို့လူအများစုကတွေ့ဝေပြီးတော့သိကြရတာပါပဲကြည်ကြည်လင်းလင်းချမ်းချမ်းသာသာလေးနဲ့သိခြင်းတရားကိုအစစ်မြင့်မြင့်ရင်ဆိုင်ပြီးတော့နားလည်မှုအပြည့်နဲ့လက်ခံမှုအပြည့်နဲ့သိနိုင်တဲ့လူဆိုတာအလွန်ရှားလိမ့်မလို့ဦးဇင်းထင်ဝိပဿနာတရားကိုကြိုးစားအထောက်ပြီးတော့ဘဝအကြောင်းခန္ဓာအကြောင်းကိုနောကြည်အောင်နားလည်ထားကြတဲ့ပုဂ္ဂိုလ်တွေသိတာနဲ့သက်သေခြင်းတရားနဲ့တွေ့ရင်တည်တည်ငြိမ်ငြိမ်အေးရှိရှိလိမ့်မယ်ဟုတ်လားတာမန်လူတွေကတော့သိခြင်းတရားခေါင်းထဲကိုမသိခင်ကမရှိဘူးလေပြီးတော့မှပဲပြူးပြားပြားနဲ့နော်တသမ ्या မှတ်သမ ्या လေးနဲ့ရင်ဆိုင်ကြမှာနော်6တိ6ချက်လက်နဲ့ကလေးနဲ့သူများဝိုင်းလာပြီဆိုတော့မှအာဝင်ပဲဘလို့မှနိုင်မှာမဟုတ်အဲ့ဒီစစ်ပွဲဟုတ်လားဘာပြင်ဆင်ထားတာမှလည်းမရှိဘူးလေဟုတ်လားဒါကြောင့်တမ္မောဟမရဏတွေ့ဝေလျက်တရားချင်းသည်ဒုက္ခဆင်းရဲတယ်တဲ့ဘဝရဲ့အကြောင်းကိုအကျဉ်းမြင့်လေးသုံးသပ်သွားတယ်လို့ဆိုခြင်းပါတယ်နော်ပြောရရင်ဘဝကဆင်းရဲတယ်ဒါကြောင့်မလို့ဘဝလွတ်မြောက်ရာနိဗ္ဗာန်ကိုသူရခြင်းတယ်အဲ့ဒါကြောင့်မလို့ပူလောင်၆တွေ့တဲ့ဒီနေရာကြီးမှာသူတယောက်တည်းငြိမ်ငြိမ်ကလေးထိုင်နေတာတဲ့အဲ့တော့ဒါကတရားဓမ္မဦးဇင်းတို့အများကြီးစဉ်းစားရရှိဘဝနဲ့နိဗ္ဗာန်ဆိုတဲ့စာအုပ်လေးကိုဦးဇင်းကျင့်ဖန်များစွာညွှန်းမှုတယ်ဟုတ်လားဖတ်ကြည့်နော်ဘဝနဲ့နိဗ္ဗာန်တဲ့ဆရာတော်ဘုရားကြီးဥမာနာတိဆိုတာဝိသုဒ္ဓယုံကပြန်တော်မူပြီးပါပြီအလွန်ကောင်းတဲ့စာအုပ်ဦးဇင်းတို့တွေကဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိတဲ့အခါကျတော့ဘဝကိုမက်မောကြတာပေါ့ဘဝကိုဆွဲလန်းကြတာဘဝကိုမစွန့်နိုင်ဘူးဘဝကိုမလွတ်နိုင်ဘဝကိုထွေးပိုက်ထားတယ်ဘဝကိုဦးဇင်းတို့သိမ့်ပိုက်ထားကြတယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုလည်းပဲဦးဇင်းတို့ရှောင်လို့ရမလားဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုမမောမိတော့ဘဝနဲ့ပတ်သက်နေတဲ့ဒုက္ခတွေကိုဦးဇင်းတို့ထားခဲ့လို့မရဘူးဟုတ်တယ်မဟုတ်လား။အော်ဆိုဘဝရဲ့ဒုက္ခနဲ့ဒုက္ခဆိုတာခွဲလို့ရတဲ့အရာမဟုတ်ဘူး။ဒါကိုမြင်ဖို့လိုတယ်နော်။အဲ့ဒါလို့ဆိုရင်ဘဝရဲ့ပုံမှာဒုက္ခလို့မြင်လို့ဘဝကလွတ်မြောက်ခြင်းတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုရအောင်ဦးဇင်းတို့နိမလမ်းမှာပါလို့ရမှာတော့ကြိုးစားရမယ်ပေါ့နော်။အဲ့ဒါကိုပြောတာနော်ဘုရားလောင်းကဘဝဆင်းရဲတယ်ဒါကြောင့်နိဗ္ဗာန်ကိုတောင့်တလို့ရလို့တဲ့စိတ်နဲ့ငါတယောက်တည်းပူလောင်တဲ့အရာမှာငြိမ်ငြိမ်သက်သက်ကလေးနေနေတာလို့ပြောတယ်တော့တရားမင်းကလည်းပင်ကိုကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာပေးတယ်လို့သိတယ်ဟုတ်လားဒါကြောင့်ဒီစကားရဲ့နော်သဘောတဘာဝအတိတ်အနဲ့ဒါကို तू နားလေတယ်နားလေတဲ့ကြောင့်သူ့ရဲ့စိတ်ထဲမှာမျက်နှိုးသွားတယ်သဘောကျသွားတယ်ဘုရားလောင်းမျက်နှိုးပြီးသဘောကျပြီးဆိုရင်ထုံးစံကပါလေဖြစ်ချင်တာလေးတွေလုပ်ပေးခြင်းတဲ့စိတ်ပေါ့တရားကိုမျက်နှိုးပြီးသဘောကျပြီးဆိုရင် तू ဖြစ်ချင်တာလေးဘာလေးလဲအဲ့ဒါလေးကိုဖြည့်ဆည်းပေးခြင်းဟုတ်လားအခုလည်းပဲတရားမင်းကဘုရားလောင်းကိုသဘောကျတော့ဖြစ်ချင်တာလေးတွေကိုဖြည့်ဆည်းပေးခြင်းနဲ့စာလို့ပြောရတော့ပါတော့စုပေးမယ်ပေါ့ဧတသမေတိသူလပိတိပရိဒုပိသူဘာတိတိဝရံကတ္တပတေတံပိယံကိဉ္စီမနသိစတိတဲ့ကတ္တပအနွယ်ဖြစ်သောရှင်ယတိတေရှင်ယတိဧတသမေထိုစကားကိုသူလပိတိကောင်းစွာဆိုသည်ရှိသောပတိရူပိတင်းတင်လျောက်ပတ်သောထိုစကားကိုသူဘာတိတိကောင်းစွာဆိုသည်ရှိသောတေရှင်ယတိယဝရံစုကိုဓမ္မိငါပေး၏ယံကိဉ္စီအကျင့်အမှတ်မရှိသောစုကိုမနတစိတ်ဖြင့်အိစ္ဆတိအလိုရှိ၏တန်ထိုအလိုရှိသောစုကိုဂနာဟိယူလောတဲ့နားမလဲကြမရှိပါဘူးနော်သင်ပြောတဲ့စကားတွေအရန်ကောင်းတယ်အဲ့ဒါကြောင့်မလို့ငါစိတ်ထဲကသင်ကိုနော်လိုအပ်ချက်ကိုဖြည့်ဆည်းပေးရင်လည်းဘာမှဖြစ်ချင်တာရချင်တာရှိလေအဲ့ဒါကိုဖွင့်ဟပြီးတော့ပြောလိုက်အဲ့ဒါကိုဖြစ်အောင်ဗန္တိပေးမယ်စုပေးတာပေါ့နော်အဲ့လိုစုပေးတဲ့အချိန်မှာဘုရားလောင်းကစုတောင်းနေတဲ့တောင်းတဲ့စုလေးတွေကမျက်နှိုးစရာအလွန်ကောင်းဝရင်စေမေဒောတကတပ္ပဗုဒ္ဓနာမိတ္တရာယေနပုဒ္ဒေသဓာရေသဒနဒေညံပိယာနိသလတ္တနိညာနိတပန္တိသောလောဘောနမယီဝတိအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့တပ္ပဗုဒ္ဓနာခတ်သိမ်းသောတတ္တဝါတို့ကိုဣတ္တရအစိုးရသောတက္ကတရားမင်းမေငါအားစေအကယ်၍ဝရံစုကိုအတော်ပေးမယ်ဆိုလို့ရှိရင်ယေနလောဘေနအကျဉ်လောဘဖြင့်ပုဒ္ဒေသသာသမီတို့ကို၎င်းဓာရီသမယာတို့ကို၎င်းဒနတင်ញင်စဥစ္စာတဘာတို့ကို၎င်းအညာဏိတဘာကုံသောပိယာနိစချစ်အပ်သောဥစ္စာပစ္စည်းတို့ကို၎င်းလက်တာရကုန်၍တတ္တတ္တဝါတို့သည်နတပင်တိမယောင်ရဲနိုင်ကြကိုသောလောဘထိုလောဘသည်မယီငါ၌နဝတိမဖြစ်စေတည်းတဲ့ဒါဒီနည်းနည်းတော့ရှင်းပြမယ်ဟုတ်လားသူတန်တမှာလောဘမဖြစ်ပါစေနဲ့ဆိုတဲ့ဆုကိုတောင်းတာအဲ့ဒါလောဘရဲ့အပြစ်ကို तू ကတခါတည်းပြပြီးတော့တောင်းတာလောဘရဲ့အပြစ်ကို तू ကဘယ်လိုပြောတော့ဆိုတော့နော်ရခြင်းတဲ့စိတ်နဲ့လူတွေဟာရစရာအမျိုးမျိုးကိုရအောင်ရှားကြတယ်ဖွေကြတယ်သားတွေသမီးတွေဟုတ်လားဇနီးမယားတွေဥစ္စာပစ္စည်းတွေဒ
ဒီပြင်အများကြီးချစ်အပ်မျက်နှိုးအပ်တဲ့အရာတွေအများကြီးရအောင်ရှားကြတယ်ရလာပြီဆိုတော့ကျင့်တတ်သွားပြီလားနှစ်သက်သွားပြီလားဆိုတော့မကျင့်တတ်နိုင်သေးဘူးတဲ့ဆိုလိုတာကဘလောက်ရလို့မှစိတ်ကရောင်ရဲတယ်ဆိုတာမရှိဘူးတဲ့နော်လောဘကိုဘလောက်နဲ့ကျင့်တတ်သွားစီနိုင်လိမ့်မယ်လို့လောဘမှာအဲ့ဒါလိုအတိုင်းတာမရှိဘူးဒါကြောင့်မလို့ဘလောက်ရလို့မှမကျင့်တတ်နိုင်နဲ့မရောင်ရဲနိုင်နဲ့အဲ့ဒီလောဘကြီးငါတန်တန်မှာမရှိပါစေနဲ့တဲ့လောဘရဲ့အပြစ်ကိုသူအများကြီးတော့မပြောဘူးနော်ဘယ်တော့မှမရောင်ရဲနိုင်ဘူးအလိုမပြည့်နိုင်သေးသည်မြအလိုကတော့ဖြည့်ရတဲ့အလုပ်ကိုထပ်ပြီးတော့လုပ်ရအောင်ပါပဲပင်ပန်းမယ်ဆင်းရဲမယ်မဟုတ်တဲ့နည်းနဲ့ရှားပွဲဖွေမယ်စုဆောင်းမယ်ဆိုရင်ပို့ပြီးတော့တစ်ချိန်မှာအနာဂတ်မှာဒုက္ခတွေကဆက်နေအောင်မယ်ဟုတ်လားဒါကြောင့်လောဘရဲ့အပြစ်ကိုဘယ်တော့မှမတင်းတိမ်နိုင်ဘူးမရောင်ရဲနိုင်ဘူးဆိုတာလေးကိုအခြေချက်ပြီးတော့နားလည်တတ်ဖို့မလိုဘူးလားလွယ်နော်အဲ့လိုမျိုးဆုတောင်းတဲ့အချိန်မှာတရားမင်းကဒီတောင်းတဲ့ဆုကိုသူသဘောကျတယ်သဘောကျတော့ထုံးစံတိုင်းထပ်ပြီးတော့ဆုပေးပြန်တယ်ကြိုက်တဲ့ဆုကိုယူပါဦးဒါတော့သူပေးနိုင်တာတော့မဟုတ်ဘူးအဲ့လိုမျိုးဆုထပ်ပြီးတော့ယူပါလို့ဘုရားလောင်းကိုဖိမှန်ကပြုတော့ဘုရားလောင်းကဒုတိယဆုကိုထပ်ပြီးတော့ယူပြန်နေတဲ့ဝရင်စီမေဒေါတကသဗ္ဗဗုဒ္ဓနာမိတ္တရခိတံဝိထုံဟိရိညာဝါဂောတံဒါတပောရိတံယေနဇာတေနဇေယံတိတောတောနမယီဝတိဒါဒုတိယဆုတေချာလေးနားဆိုင်ကြည့်နော်သဗ္ဗဗုဒ္ဓနာခသိန်းသောတတ္တဝါတို့ကိုဣတ္တရအစိုးရတော်မူသောတက္ကတရားမင်းတဲ့စေအကယ်၍မေငါဝရံစုကိုအတော်ပေးမယ်ဆိုလို့ရှိရင်ယေနဒေါသေနအကျဉ်ဒေါသသည်ဇာတေနဖြစ်လက်တော်ခိတံစလေကို၎င်းဝိထုံစယာကို၎င်းဟိရိညင်စရွှေကို၎င်းကဝတ္တနွားမြင်းကို၎င်းဒါတပောရိတံကျွန်အမှုလုပ်ကို၎င်းဇီယံတိဆုံးရှုံးစေတဲ့ကုန်၏သောထိုဒေါသသည်မယီငါ၌နဝတိမဖြစ်ပါစေတည်းတဲ့ဟောဒေါသမဖြစ်ပါစေနဲ့တဲ့ငါတန်တမှာဘာလို့ဆိုအဲ့ဒီဒေါသဖြစ်လာရင်ရှိသမျှစည်းစိမ်တွေအကုန်လုံးတက်တက်ပြောင်းသွားတတ်တယ်တဲ့နော်ကောင်းတာတွေအကုန်လုံးကိုဖျက်ဆီးတတ်လို့မို့နော်အဲ့ဒီဖျက်ဆီးတတ်တဲ့ဒေါသတရားငါတန်တမှာမဖြစ်ပါစေနဲ့လို့ပြောတာဒါတော့ဒေါသရဲ့ဖြစ်ကိုသူဟာရှုထောင့်တစ်မျိုးကနေပြောတာပေါ့နော်လောဘကတော့ဘယ်တော့မှအလုံးမပြည့်နိုင်ဒေါသတော့ကောင်းတာမှန်သမျှအကုန်ဖျက်ပြစ်တယ်ဒါကြောင့်ဒေါသကိုမရခြင်းလောဘကိုလည်းမရခြင်းပြောတာလေးတွေကမထိရောက်ဘူးလိုနဲ့ထိရောက်တာကိုတွေ့ရတယ်နော်လောဘကတော့ဘယ်တော့မှမယောင်ရဲနိုင်ဒေါသကတော့ကောင်းတာကိုဖျက်ဆီးပြစ်တယ်ဒါအခြေချစ်ပြီးတော့ဦးဇင်းတို့နားလည်ရမယ်ဟုတ်လားအဲ့လိုမျိုးဒုတိယဆုကိုတောင်းတဲ့ချိန်မှာဘုရားလောင်းကိုပို့ပြီးတော့သဘောကျတဲ့အတွက်ကြောင့်နောက်ထပ်ဆုတောင်းဖို့တခါထပ်ပြီးတော့ဖိမှန်တကပြုအဲ့လိုဖိမှန်တကပြုတဲ့အခါမှာဘုရားလောင်းက3ကြိမ်မြောက်ဆုကိုတောင်းနေတဲ့ဘာဆုတောင်းလဲဆိုတော့ဝရင်စီမေဒေါတကသဗ္ဗဗုဒ္ဓနာမိတ္တရဘာလနပတ္တိနတုနေနသဘာလိနတံဝတိဘာလီနန္လာပတန်လာပါနကရိနသနာရောစီဒါလေးကိုတော့ဦးဇင်းတို့အသေးချာလေးအာယုံစိုက်ကြည့်နော်ဘုဒ္ဓနာတတ္တဝါတို့ကိုဣတ္တရအစိုးရတော်မူသောတက္ကတရားမင်းတဲ့စေအကယ်၍မေငါဝရံစုကိုအတော်ပေးလို့ညာအံဘာလန်လူမိုက်ကိုနပတ္တိမမြင်မရစေနဲ့တဲ့ဆုတောင်းရနော်လူမိုက်ကိုမမြင်မရစေနဲ့တဲ့နတုနေလူမိုက်ရဲ့စကားကိုမကြားပါရစေနဲ့တဲ့လူမိုက်နဲ့ပတ်သက်ပြီးတော့ဘယ်နှချက်တောင်းလဲဆိုတာလေးကိုသတိထားနော်လူမိုက်ကိုမမြင်ပါရစေနဲ့လူမိုက်ရဲ့စကားကိုအတန်ကိုမကြားပါရစေနဲ့ဘာလီနလူမိုက်နဲ့နသတံဝတိမပေါင်းသင်းပါရစေနဲ့နော်အဆွေခွင်မိုးမဖြစ်ပါရစေနဲ့ဘာလီနလူမိုက်နဲ့အလပတန်လာပါနော်စကားနှီးတော့ပြောဟောခြင်းပြောဆိုခြင်းကိုနဂရီမပြုပါရစေနဲ့တဲ့ဘာလန်လူမိုက်ကိုနသရောစီမနှစ်သက်ပါရစေနဲ့၅ချက်တောင်းဒီ၅ချက်ကဆက်ဆက်မှုရှိတယ်တစ်ခုနဲ့တစ်ခုပထမအဆင့်တောင်းတာကသူကအရှင်းဆုံးပဲနော်လူမိုက်ကိုမမြင်ရစေနဲ့မမြင်ရရင်ကြားလည်းမကြားတော့ဘာမှဖြစ်တော့ပြီးသွားပြီဟုတ်လားလူမိုက်ကိုမမြင်မရစေနဲ့အခက်မသိလို့လူမိုက်ကိုမြင်လဲရပြီဆိုရင်လူမိုက်ရဲ့ပြောတဲ့စကားကိုကြားတော့မှာအဲ့လိုဆိုရင်လည်းမကြားပါရစေနဲ့တဲ့နော်မလွဲတာလို့မြင်ရရင်လည်းမြင်ရုံနဲ့ရက်သူပြောတဲ့စကားမကြားခြင်းဘလောက်လူမိုက်ပေါ်မှာစိတ်နာနေလဲစဉ်းစားရရှိရနော်လူမိုက်ကိုမမြင်မရစေနဲ့ပြီးရင်မြင်ရမလွဲတာလို့မြင်ရရင်လည်းမကြားပါရစေနဲ့တဲ့တကယ်လို့ကြားပြီဆိုလို့ရှိရင်လည်းပဲရင်းရင်းနှီးနှီးလူမိုက်နဲ့မပေါင်းသင်းမရစေနဲ့တဲ့အခက်မသိလို့ဒီနေရာကိုအတူသွားမယ်မလွဲတာမရှောင်းတာတခါတလေအဖွဲလိုက်သွားကြတာတွေရှိတယ်နော်အဲ့လိုမိုက်မဲတဲ့လူအသိဉာဏ်မရှိတဲ့လူနဲ့မ
ပြောတာမရှောင်တာမပြောရဆိုရတာတွေရှိတယ်ဟုတ်လားအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်အလပတ်တန်လာမှာစကားလက်စုံတွေကြားပြီးတော့ဒီလူမိုက်နဲ့ပြောနေတာမျိုးမလုပ်ပြရစေနဲ့တဲ့ဟုတ်လားမလွှဲတာလို့အဲ့လိုစကားလက်စုံပဲကြားရတော့မယ်မျက်နှာချင်းကလည်းစိုင်းမိနေတယ်ပြောရပြီဆိုရပြီဆိုရင်လည်းနောက်ဆုံးစုရပါပြောတော့နာစရောစီမနှစ်သက်ပြရစေနဲ့တဲ့သူပြောတဲ့စကားတွေမကြိုက်ပြရစေနဲ့ကြိုက်သွားမှတော့ तू ကစိုးရိမ်နေတယ်အောင်ဆိုသူဟာကောင်းတယ်ကောင်းတယ်အကြောင်းမရှိဘူးပေါ့နော်လူမိုက်နဲ့ပတ်သက်ပြီးတော့တောင်းတဲ့စုဘလောက်အသေးစိတ်နိုင်တယ်လဲဆိုတာလေးကိုသတိထားဟုတ်လားလူမိုက်ကိုမမြင်မရစေနဲ့လူမိုက်အသက်မကြားမရစေနဲ့လူမိုက်နဲ့မဆက်ဆံမရစေနဲ့လူမိုက်နဲ့စကားနှီးနှောမပြောမရစေနဲ့မလွဲတာလို့ပြောရပြီဖြစ်လာပြီဆိုရင်လေလူမိုက်ကိုမကြိုက်ပြရစေနဲ့မနှစ်သက်ပြရစေနဲ့အဲ့လိုစုကိုတောင်းတဲ့အခါမှာတရားမင်းကလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ပြီးပြီအဲ့ဒီကြတော့စုထပ်တောင်းလို့မပြောဘူးမေးခွန်းထွက်လာမေးလာနော်ကိဏ္ဍုတေအကရံဘာလောဝရကတ္တပကရဏံကိဏကတ္တပဘာလတဓတနနာဘိကိခတိကတ္တပအနွယ်ဖြစ်သောရှင်ယတိတဲ့ဒီရှင်ယတိအားဘာလို့လူမိုက်တွေကိဏ္ဍုအသို့လင်အကရံပြုတဲ့နေရှင်ယတိတဲ့လူမိုက်ကအသင်ကိုဘာများလုပ်လို့တော့တဲ့ကတ္တပအနွယ်ဖြစ်သောရှင်ယတိကာရဏအကြောင်းကိုဝရဆိုလို့အကြောင်းပြပါတဲ့ဘာလို့လူမိုက်ကိုမတွေ့ကျင်ရတာလို့နော်ကိဏအဘဲကြောင့်ဘာလတလူမိုက်အားဓတနမြင်ခြင်းကိုနာဘိကိခတိအလိုမရှိသည်နေတဲ့လူမိုက်ကသင်ကိုဘာလို့လူမိုက်ကိုဒီလောက်ကြီးတူတူခါခါမတွေ့ပြရစီနဲ့လုံနေရတာတော့ဘာလို့လူမိုက်ကိုအလိုမရှိတာတော့မေးတာအဲ့လိုမေးတော့မှဘုရားလောင်းကလူမိုက်ရဲ့အကြောင်းကိုပြောပြတယ်အဲ့ဒါအဓိကမှတ်သားရမယ့်အကြောင်းအရာပေါ့နော်လူမိုက်ဆိုတာဘယ်လိုသဘောရှိလဲဆိုတာကိုဘုရားလောင်းရဲ့အမြင်ကလေးကိုဦးဇင်းတို့မြင်ကြည့်ကြမယ်ဟုတ်လားအနေယနေယတိဒုံမေသောအတုရာယနိယုံစတိဒုံနေယောတေယသောဟောတိသမ္မာဟုတောပကုပ္ပတိဝိနေယသောနာဇာနာတိသာဓုတတအတ္တတနံအတိပ္ပယ်လေးကိုဦးဇင်းတို့သေချာနားဆိုင်ကြည့်တက္ကတရားမင်းတဲ့ဒုံမေသောလူမိုက်သည်အနေယပျက်စီးခြင်းကိုနေယတိဆောင်တတ်၏တနည်းအားဖြင့်အနေယနီလန်းမဟုတ်တာကိုနေယတိပြတတ်၏အတုရာဏမပွားစေအပ်သောအရာ၌နိယုံစတိအမြဲရှင်စေတတ်၏ပြီးရင်ဦးဇင်းနည်းနည်းလေးရှင်းပြမယ်ဟုတ်လားတေရသောမြတ်သောအဖြစ်ဒုံနေရောတိနိုင်ခဲ့သည်ဟောတိဖြစ်၏တမ္မာကောင်းစွာဥဒ္ဓပိဆိုရတော်ဒီပကုပ္ပတိအမျက်ထွက်တတ်၏သောထိုသူမိုက်သည်ဝိနေယအာစာရဝိနည်းကိုနာဇာနာတိမသိတတ္တထိုသူမိုက်အားအတ္တတနာမမြင်ရခြင်းသည်သာဓုကောင်း၏တဲ့လူမိုက်ကိုမမြင်ရခြင်းကကောင်းတယ်ဘာကြောင့်လဲဆိုတော့လူမိုက်မှာကောင်းတာဘာမှမရှိဘူးပေါ့နော်အဲ့ဒါကိုသူဘယ်လိုပြောတော့အချက်ကလေးတွေနဲ့သေချာမှတ်မယ်နော်အနေယနေယတိပျက်စီးခြင်းတရားတွေကိုဆောင်တတ်တယ်တနည်းအားဖြင့်နီလန်းမကြတာတွေကိုနီလန်းကြတယ်လို့ပြောတတ်တယ်ခိုင်းတတ်တယ်ဆိုလိုတာကတဘာဝမကြတာတွေကိုပြောတတ်တယ်ကြားလိုက်ရတာနဲ့အဲ့ဒါအကုသိုလ်ကဖြစ်တော့တာပဲဟုတ်လားအနေယနေယတိအတုရာယမပွားစေအပ်သောအရာနဲ့နိယုံစတိအမြဲရှင်စေတတ်၏ဆိုလိုတာကမဖြစ်တဲ့ကိစ္စတွေကိုသူတိုက်တွန်းတတ်တယ်ဒီကိစ္စကြီးမဖြစ်သင့်ဘူးအကျိုးမဲ့မယ်ဒုက္ခများမယ်အဲ့ဒါမျိုးဆိုသူပါတော့တိုက်တွန်းတတ်တယ်တဲ့နော်မပွားစေအပ်သောအရာမှာအမြဲရှင်သေးတတ်တယ်အကျိုးမဲ့တော့မှာပေါ့အဲ့ဒါဆိုလို့ရှိရင်ဟုတ်လားတေရသောမြတ်သောအဖြစ်ဒုံနေရောတိနိုင်ခဲ့သည်ဟောတိဖြစ်၏တဲ့ဒါလေးကနည်းနည်းလေးရှင်းပြမှာရဒါဥစဉ်စီထဲမှာဘယ်လိုနားလေသဘောပေါက်သွားသလဲဆိုတော့ကောင်းတာတွေအဓိပ္ပာယ်ရှိတာတွေတန်ဖိုးရှိတာတွေကိုပြောလို့ရှိရင်နားလေနိုင်ခဲ့တယ်သဘောပေါက်နိုင်ခဲ့တယ်လို့ပြောချင်တာနဲ့တူတယ်လို့ဥစဉ်ကတော့အဲ့လိုသဘောပေါက်တယ်ဟုတ်လားမြတ်သောအဖြစ်သိနိုင်ခဲ့သည်ဖြစ်၏တဲ့မြင့်မြတ်တဲ့အကြောင်းအရာတွေသဘာဝကျတဲ့အကြောင်းအရာတွေဆိုလိုတာကသူတော်ကောင်းတရားတွေဘာတွေပြောမယ်ဆိုရင်နားလည်နိုင်ခဲ့တယ်သဘောပေါက်နိုင်ခဲ့တယ်အကျိုးတဲ့အကြောင်းတင်ရှင်းပြလည်းပဲသဘာဝကျလည်းသူနားမလဲတော့လက်မခံဘူးပေါ့အရန်ပြောရတော့လက်ပေါက်ကတ်တယ်ပေါ့ဆိုလိုတာကဟုတ်လားတေရသောမြတ်သောဖြင့်ဒုံနေရောသိနိုင်ခဲ့သည်ဟောတိဖြစ်၏တမ္မာကောင်းမွန်စွာဟုတ်တော်ပြီဆိုရတော်လေပကုပ္ပတိအမျက်ထွက်တတ်၏တဲ့ကိုကဘလောက်သဘာဝကျပြီးတော့အကျိုးတဲ့အကြောင်းနဲ့တော့ပြောနေပါတော့လည်းပဲနော်ဒါကိုသူကပါတော့စိတ်တောင်တူနေသေးတယ်တဲ့ကိုပြောတာကိုနားမလဲသဘောမပေါက်တဲ့ပြင်ဘာဖြစ်နေတော့စိတ်တူနေတယ်တဲ့အမျက်ကလည်းထွက်တတ်သေးတယ်တော့ထိုသူမိုက်တွေဝိနေယအာစာရဝိနည်းကိုနာဇာနာတိမတိတယ်ဒါလေးကပြောစရာအကောင်းတယ်လူမိုက်ကလောကရဲ့ကျင့်ဝတ်တွေကိုဘာမှသိပြီးတော့နားမလဲမလို့တင်တာကိုလုပ်တယ်မပြောတင်တာကိုပြောတယ်လူရသူရဘလို့နေရမယ်ထိုင်ရမယ်ဘလို့ပြောရမယ်ဆိုရမယ်ဘလို့သွားမယ်လာမယ်ဘာမှသိမသိဘူးတော့အလိုက်မသိတဲ့အပိုင်းတွေလည်းအများကြီးရှိနေသူလှုပ်လေသမျှအလွဲသူပြောလေသမျှအလွဲသူများစိတ်အနှောင့်အယှက်ဖြစ်เสียစိတ်တိုင်းမကြစရာတွေကြီးပဲအဲ့ဒါလှုပ်လိုက်ရင်အရာနဲ့ကြောင်းဆိုတာမျိုးပေါ့ဟုတ်လား
ပါတယ်တော့အာစာရဝီနီကိုမသိဘူးတဲ့လူကျင့်ဝတ်ကိုနားမလဲဒီခေတ်မှာပိုးပြီးတော့များတယ်နော်လူကျင့်ဝတ်ကိုနားမလဲတာတွေအများကြီးရှိတယ်စာထဲမှာဥပဒေထဲမှာစာနဲ့ရေးပြီးတော့ပြတ်ထမ်းမထားတော့လည်းပဲအချင်းချင်းလိုက်နာရမယ်ကျင့်ဝတ်တွေဆိုတာတကယ်တမ်းကရှိတယ်ဟုတ်တယ်မဟုတ်လားအများကြီးပဲအဲ့ဒါကိုဦးဇင်းတို့အသေးသေးပြောနေမှာဆိုဘယ်ဆုံးတော့မလို့ခက်ရိုင်းရိုင်းပြောရရင်လူလိုမသိဘူးလို့ပဲပြောရမလို့ဖြစ်ဟုတ်လားအများကြီးပဲလေအဲ့ဒါကိုဘာပြောတော့ဝိနည်းအာစာရဝိနည်းကိုနာဇာနာတိမသိဘူးတဲ့ဒါကြောင့်မလို့အဲ့ဒီလူမိုက်ကိုမမြင်ရခြင်းဟာကောင်းတယ်တဲ့အဲ့ဒါလူမိုက်နဲ့ပတ်သက်ပြီးတော့ဘုရားလောင်းရဲ့အမြင်ကလေးတကယ်လက်တွေ့ဘဝမှာဘလို့လဲဆိုတာလေးကိုဦးဇင်းတို့နော်ဝေဖန်ဖို့အတွက်ဒါလေးတွေကိုမှတ်ထားဖို့မလိုဘူးလားလိုတယ်နော်ကိုယ်တိုင်လည်းလူမိုက်မဖြစ်ဖို့လိုသေးတာပေါ့ဟုတ်လားအဲ့လိုမျိုးဖြေလိုက်တဲ့အချိန်မှာဘုရားလောင်းကသဘောကျပြီးတော့ဘုရားလောင်းကိုနောက်ထပ်ဆုထပ်ပြီးတော့ပေးပြန်အဲ့လိုပေးတဲ့အချိန်မှာဘုရားလောင်းကနောက်တစ်ဆုထပ်ပြီးတော့တောင်းနေတဲ့အဲ့ဒါကြတော့ဦးဇင်းတို့ဒီဆုတောင်းနဲ့ဆန့်ကျင်ဘက်ဖြစ်မယ်ပေါ့နော်ဒီရပတ်တိသူနေဒီရဒီရေနသဟတံဝစီဒီရေနန္လာပတန်လာပတံကရေတင်စရောစီတရားမင်းတဲ့တကယ်လို့ငါလိုချင်တဲ့ဆုကိုသင်ပေးမယ်ဆိုလို့ရှိရင်တဲ့ဒီရန်ပညာရှိကိုပတ်တိမြင်ရပါလို့ဤဒီရန်ပညာရှိရဲ့စကားကိုသူ့နေကြားရပါလို့ဤဒီရေနပညာရှိနဲ့သဟအတူတကွတံဝတိပေါင်းဖော်ရပါလို့ဤဒီရေနပညာရှိတို့နဲ့အန္လာပတန်လာပစကားပြောဟောနှီးနှိုးခြင်းကိုကတိပြုရပါလို့ဤတင်စထိုးပညာရှိတို့ပြောထားတာတွေကိုလည်းပဲရောစေနှစ်သက်ရပါလို့ဤတဲ့ခုနတော့ကတောင်းတဲ့ဆုနဲ့နော်လူမိုင်းနဲ့ပညာရှိပဲကွာသွားတာနော်ဟုတ်လားလူမိုင်းလူပညာရှိကိုသူမြင်ခြင်းနဲ့မြင်မရစီမြင်ုံနဲ့အားမရဘူးသူ့ရဲ့အတန်ကိုလည်းကြားခြင်းတယ်သူပြောတဲ့စကားအဓိပ္ပာယ်ရှိမှာပဲလေဟုတ်လားကြားသမားယူမဟုတ်ဘူးသူနဲ့အတူတကွရင်းနှီးနှီးပြောဆိုဆက်ဆက်ပေါင်းသိပြီးတော့နေခြင်းတယ်ဟုတ်လားအဲ့လိုနေတဲ့အချိန်မှာလည်းပဲအချင်းချင်းနှီးတော့မသိတာတွေကိုမေးဟုတ်လားအဲ့လိုသဘောထားချင်းမျှပြီးတော့ရင်းရင်းနှီးနှီးကြီးပြောခြင်းတယ်ဆိုခြင်းတယ်အဲ့လိုပြောတဲ့ဆိုတဲ့အခါမှာလည်းပဲသူပြောတဲ့စကားတွေကိုနှစ်သက်နိုင်ပါရစေတဲ့တကယ်လို့နားမလည်နိုင်ခဲ့အောင်တောင်မှသူပြောတဲ့စကားရဲ့ပုံမှာယုံကြည်မှုအပြည့်နဲ့စိတ်ထဲကကြိုက်နိုင်ပါရစေအဲ့ဒါလေးကနည်းနည်းလေးစဉ်းစားကြရကောင်းတယ်ဟုတ်လားပညာရှိပြောတဲ့စကားကိုဘာလဲတော့ကြိုက်နိုင်တဲ့စိတ်ရှိပါရစေဟုတ်တယ်တခါတလေဦးဇင်းတို့ကို၌ဒကာဓမ္မတို့ကို၌ကလည်းပဲကောင်းတော်လည်းပဲမကြိုက်နိုင်တာလေးတွေရှိတတ်တယ်နော်မကောင်းတော်လည်းပဲကြိုက်မိနေတာလေးတွေရှိတတ်တယ်ဟုတ်လားဒါကြတော့ကိုယ့်ရဲ့အည်အသွေးလိုးလာပြီပေါ့ဟုတ်လားသူကမလိုရအောင်ပြောတာနော်သူပြောတာလေဟုတ်လားဒါကြောင့်ပညာရှိနဲ့တွေ့ပါရစေတွေ့ရင်လည်းစကားပြောစကားသံကြားပါရစေအောင်းတင်ဆက်ဆံပါရစေစကားပြောဟောခြင်းပြုပါရစေပြီးရင်ဗါလဲတော့ကြိုက်နှစ်သက်ခြင်းကိုလည်းဖြစ်နိုင်ပါရစေကြိုက်နှစ်သက်တဲ့စိတ်ရှိပါရစေနော်အဲ့လိုမျိုးဘုရားလောင်းကနော်ပညာရှိတို့ရဲ့အကြောင်းကိုနော်ပညာရှိတို့နဲ့တွေ့ပါရစေကြုံပါရစေလို့ပြောတော့တရားမင်းကထုံးစံအတိုင်းပါပြောလို့ဆိုတော့ကတ္တဗအနွယ်ဖြစ်သောရှင်ရသေးတဲ့ဒီတော့ပညာရှိသည်တေရှင်ရသေးဟာကိဋ္ဌုခေါ်အဘယ်သို့လင်အကရံပြုသည်နည်းကာရဏအကြောင်းကိုဝရဆိုတော့ကတ္တဗရှင်ရသေးကေနအဘဲကြောင့်ဒီတတ်တာပညာရှိဟာဒသနမြင်ခြင်းကိုအဘိကင်ကတိအလိုရှိပြီသည်နည်းတဲ့ပညာရှိဟာသင်ကိုဘာတွေလုပ်နေလို့တော့ဘာကြောင့်ပညာရှိကိုဒီလောက်ကြီးစိတ်ထဲကနေတန်ဖိုးထားပြီးတော့မျက်နှိုးနေရတာတော့ပညာရှိနဲ့ဘာကြောင့်တွေ့ကြုံမှုကိုဒီလောက်လိုလားနေရတာတော့ဒါမေးတာနော်အဲ့လိုမေးတဲ့အခါကျတော့ဘုရားလောင်းကပညာရှိတို့ရဲ့သဘောကိုပြောပြတယ်အဲ့ဒါလေးကိုလည်းပဲပေးတို့အာယုံစိုက်ရမယ်နော်နေယနေယတိမေရာဝေအထုရာယနယုံစတိသူနေယောတေယသောဟောတိသမ္မာဟုတောနကုပ္ပတိဝိနယံသောပဇာနာတိတာဓုဒေနတမဂမောတဲ့ပညာရှိတို့ရဲ့ဂုံကြီးလို့လည်းဆိုနိုင်ပါတယ်ဟုတ်လားပညာရှိတို့ရဲ့ဂုံကြီးကဘာပြောတော့တက္ကတရားမင်းတဲ့မေရာဝီပညာရှိသည်နေယံအစည်းအပွားသို့နေယတိဆောင်တတ်၏ဝါနီလန်းကြတာတွေကိုပြောတတ်တယ်အတုရာယမပွားစီအပ်သည်၌နယုံစတိမရှင်စေဘူးတဲ့မဖြစ်တဲ့ကိစ္စကိုမတိုက်တွန်းဘူးပေါ့ဆိုလိုတာဟုတ်လားတေရသောမြတ်သောအဖြစ်သူနေရောတိလွယ်သည်ဟောတိဖြစ်၏ဒိဗေရှိတာတွေကောင်းတာတွေတန်ဖိုးရှိတာတွေပြောရင်မြန်ဆန်ဆန်လွယ်ကိုနားလေတဲ့သဘောပေါက်တယ်တမ္မာကောင်းမွန်စွာဟုတ်တော်ဆိုအပ်သည်ရှိသောနကုပ္ပတိအမျက်ထွက်တဲ့သဘောမရှိဘူးတခါလေတချို့စကားတွေကကြားခက်တာတွေပါရှိတယ်စကားမှန်လို့ရင်ကြားခက်တာတွေပါရှိတယ်နော်သစ်ပင်ဖြောင်းတရားခက်စကားဖြောင်းကြားရခက်တယ်ဟုတ်လားဒါပေမဲ့အဲ့ဒီကြားခက်တဲ့စကားတွေကတချို့အကျိုးရှိတာတွေရှိနော်အဲ့ဒီလိုမျိုးကောင်းမွန်တဲ့စကားတွေကိုကြားရခက်တော့လည်းပဲစိတ်ထဲမှာအမျက်မထွက်ဘူးထိန်းနိုင်တယ်ဩငါ့ပုံမှာကောင်းခြင်းလို့
တန်ဖိုးရှိတဲ့အဓိပ္ပာယ်ရှိတာတွေကိုပြောတာပဲဆိုတဲ့စိတ်မျိုးနဲ့နားလေနိုင်တယ်ပေါ့အမျက်မထွက်နော်သောထိုပညာရှိသည်ဝိနည်းအာစာရဝိနည်းကိုပဇာနာတိသိ၏လောကမှာဘယ်လိုနေရမယ်ထိုင်ရမယ်ဘယ်လိုပြောရဆိုရမယ်ဘယ်လိုသွားလာမယ်နော်အစသအရာရာနော်တရားဝင်ရပြည့်ညတ်ထားတာမရှိပေမဲ့လို့နော်ကိုချင်းစာစိတ်နဲ့ဘယ်လိုလုပ်တဲ့နဲ့ဘယ်လိုပြောတဲ့နဲ့ဆိုတဲ့နော်ကျင့်ဝတ်တွေကိုလူကျင့်ဝတ်တွေကိုနားလေတဲ့တေနထိုပညာရှိနဲ့တမန်တော်ပေါင်းဖော်ခြင်းသည်တာဓုကောင်း၏တဲ့အဲ့ဒီလိုအည်သွေးတွေရှိလို့မို့ပညာရှိနဲ့ပေါင်းအသင်ရတာဗါတဲ့တော့ကောင်းတယ်လို့ပြောတာဒါပညာရှိရဲ့သဘောလေးကိုဦးဇင်းကထပ်ပြီးတော့တောင်ပြောခြင်းလေးနော်အစည်းအဝါးရှိတာကိုဆောင်တတ်တယ်တနည်းအားဖြင့်နီလန်းတကြပြောတတ်တယ်တဘာဝကြတယ်ပေါ့နော်မမှားဘူးပေါ့အာရုဒာနဲ့မပွားစေရဲ့အတ္တိအရာနဲ့နာယုံစတိမရှင်ဘူးဆိုလိုတာကမဖြစ်တဲ့ကိစ္စတွေအကျိုးမဲ့ကိစ္စတွေကိုမတိုက်တွန်းဘူးသူ့ကိုဖြစ်အောင်မလုပ်ဘူးသူတို့ကအကျိုးမဲ့အောင်မလုပ်ဘူးနော်တရားတော်မြတ်သောအဖြစ်သူနေရောတိလွယ်သည်ဟောတိဖြစ်နော်သူတော်ကောင်းတရားတွေဘာတွေပြောမယ်ဆိုရင်အလွန်မှတိလွယ်တယ်မြင်လွယ်တယ်ပြောရတာမပင်ပန်းဘူးပေါ့နော်တချို့ရှိရနော်ပြောပြင်းလိုက်တာဆိုလူကြီးတွေချို့ညည်းရတာရှိတယ်ပြောရတာပြင်းပြောရတာပြင်းတာအများကြီးပြောရလို့ပြင်းတာမဟုတ်ဘူးတစ်ဖက်ကသဘောမပေါက်လို့နည်းနည်းပြောရလဲပြင်းဟုတ်လားကိုပြောတာကိုသဘောမပေါက်ဘူးလို့သိနေတဲ့အခါကျတော့ဒါကထွက်ကိုမထွက်ချင်တာရှိတယ်နော်ဘာလို့တော့ကိုပြောတာကို तू နားမလည်နိုင်ဘူးလို့ကြိုသိဟုတ်တယ်ခါဒီပြင်းလောက်ပြောကြည့်လိုက်တာနဲ့အမူအရာကြည့်လိုက်တာနဲ့လည်းသိတယ်အဲ့ကျတော့ပြောချင်သေးလားမပြောချင်တော့ဒါပေမဲ့အချိန်လေးကပြောရအောင်မယ်ဆိုတော့မလုပ်ချင်တဲ့လူကိုလုပ်ရဆိုပင်ပန်းပြီပေါ့အဲ့ဒါကိုပြောတာဟုတ်လားပညာရှိကြတော့အဲ့လိုမဟုတ်ဘူးပြောလိုက်ရင်သိလွယ်တယ်တမ္မာကောင်းစွာဥဒ္ဓဘိရှောတိရှိသောနကုပ္ပတိအမျက်မထွက်ဘူးเนาะစကားကောင်းပြောပြီဆိုလို့ရှိရင်เนาะကြားရခက်တော်လဲပဲ तू အမျက်ထွက်မှာမဟုတ်စကားရဲ့တန်ဖိုးကိုနားလေတယ်ပေါ့เนาะဝိနည်းကိုလည်းသိတယ်ဘယ်လိုနေရာထိုင်ရမလဲဆိုတာသိဒါကြောင့်ဒီလိုမျိုးလူနဲ့ပေါင်းရသင်ရတာတွေ့ရကြုံရတာဘာလို့လဲကောင်းတယ်လို့ပြောတယ်ဟုတ်လားဒါစုကဘယ်နှစုရှိပြီလဲပြီးမှပြန်ပြီးတော့ရေးတွက်ကြည့်ရမယ်เนาะအဲ့လိုပြောတဲ့အခါမှာတရားမင်းကသဘောကျလာတော့ဘာလို့ဆိုတော့ထပ်ပြီးတော့ဆုတောင်းဖို့ပဲဖိမှန်တကပြုတယ်အဲ့ဒီဆုကိုလည်း तू ပေးနိုင်တာတော့မဟုတ်ဘူးအဲ့လိုထပ်ပြီးတော့ဆုကိုတောင်းပါဆိုတော့ဘုရားလောင်းကဘာဆုကိုတောင်းတယ်လေနော်ဝရင်စီမေတောတက္ကတပ္ပဗုဒ္ဓနာမိတ္တရတတောရတေယဝိဝသနေသူရိယုတ်ကမနံပတိဒိဗ္ဗဘက္ခပါတုဘွေယုံတိလဝန္တောစရစကတရားမင်းတဲ့အဲ့လိုဆိုလို့ရှိရင်ဒီနေ့ညနော်မိုးချုပ်လို့အိတ်ဆက်ပြီးလို့မနဲ့လင်းလို့နေထွက်ပြီဆိုတာနဲ့နတ်မှာဖြစ်တဲ့အစာအစာတွေငါးစီကိုနော်ရောက်လာပါစေတဲ့နတ်မှာဖြစ်တဲ့အစာအာဟာရတွေငါးစီကိုရောက်လာပါစေပြီးရင်လည်းပဲအလှူခံပုဂ္ဂိုလ်တွေသီလနဲ့ပြည့်စုံတဲ့အလှူခံပုဂ္ဂိုလ်တွေလည်းရောက်လာပါစေတဲ့အဲ့ဒီဆိုတောင်းဆိုလိုတာကလှူစရာနဲ့အလှူခံပုဂ္ဂိုလ်ငါးစီကိုရောက်လာပါစေအဲ့ဒီဆိုပေးပါအဲ့ဒါလိုလှူစရာနဲ့အလှူခံပုဂ္ဂိုလ်နဲ့ရောက်လာမယ်ဆိုရင် तू ဘာလုပ်မလို့လှူမှာပေါ့ तू ကအဲ့ဒီအလှူခံကလည်းသီလဝန်ဒေါသရစကားတဲ့နော်သီလနဲ့ပြည့်စုံတဲ့အလှူခံဟုတ်လားအစာလည်းကောင်းတဲ့စားတာဒိဗ္ဗဘက္ခပါတုဘွေယုံနဲ့နတ်မှာဖြစ်တဲ့အစာအာဟာရနော်အဲ့ဒါကိုတော့လှူကျင်တာ तू ကအဲ့ဒီမှာဦးဇင်းတို့ဆက်ပြီးတော့တောင်းတာလေးကစိတ်ဝင်စားတယ်ကောင်းဒရတောမေနခီယေထဓတ္တဝါနာနုတပေယဟံဒရံစိတ်တံပတတိယဧတံတက္ကဝရံဝရီဒါလေးကိုနည်းနည်းလေးအဓိပ္ပာယ်ရှင်းပြနော်တက္ကတရားမင်းတဲ့ဒရတော်ပေးလူတော်မေငါအာနခီယေထမကုံနိုင်ပါစေတည်းတဲ့ငါဘလောက်ပေးပြီးမကုံပါစေအာရပါရကြီးလှူကျင်တာကိုပြောတာပါဟုတ်လားအာငါဒီတန်ထိုးလူကိုဓာတ်တော်လှူပြီး၍နာနုတပေယံနောင်တမရရှိပါသေးနဲ့တဲ့လှူပြီးတဲ့နောက်မှာလှူမိတာမှားလိုက်တာလို့စိတ်ထဲမှာပူလောင်တာမျိုးတွေမဖြစ်ချင်ဘူးတဲ့ဟုတ်လားတဒံတော်ပေးလူစေဖြစ်သောငါဒီစိတ်တန်စိတ်ကိုပတာတေယုံကြည်လင်စေနိုင်ရပါလို့ဤဟုတ်ပေးနေတော့မှလည်းစိတ်ကလေးထဲမှာလောဘဒေါသအနှောင့်အယှက်မှမဝင်စေခြင်းဘူးပေါ့နော်ဣတံဝရံထိုစုကိုဝရိငါအလိုရှိတယ်တဲ့မနဲ့လင်းလာတာနဲ့နော်လှူဝဲဝတ္ထုပစ္စည်းကနတ်မှာဖြစ်တဲ့အစာဟုတ်လားအလှူခံပုဂ္ဂိုလ်ကသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟုတ်လားအဲ့ဒါတွေ့ပြီဆိုရင် तू အာရပယလှူခြင်းတယ်လောက်ထိလှူရင်တော့ဆိုဘလောက်လှူမကုံမရစေနဲ့တဲ့လှူပြီးတဲ့နောက်မှာဗါတဲ့တော့နောင်တနဲ့ပူလောင်တဲ့အဖြစ်မျိုးကိုမဖြစ်ချင်ဘူးတဲ့အဲ့ဒီလိုလည်းမဖြစ်ပါရစေနဲ့ဟုတ်လားပြီးတော့ဗါလို့လှူနေစေအခိုက်အတန့်မှာလည်းပဲစိတ်ကလေးကိုကြည်ကြည်လင်လင်ထားနိုင်ပါရစေတဲ့စိတ်ကလေးကိုကြည်ကြည်လင်လင်ထားတယ်ဆိုတာကလောဘဒေါသအငြိအကျေးမကတ်တာကိုပြောတာတခါတလေဦးဇင်းတို့အလှူကြီးတန်းကြီးတွေလုပ်တဲ့အခါမှာလောဘဒေါသအငြိအကျေးတွေကကတ်တက်တယ်ဟုတ်လားအဲ့ဒါတတိထားဖို့အလွန်အရေးကြီးတယ်နော်လှူပြီးတဲ့နောက်မှာလည်းပဲအခက်မသိရင်တစုံတစ်ခုသောအကြောင်းကြောင့်
နော်နောင်တရစရာတွေတချို့ကြုံရတာတွေရှိတယ်နော်အဲ့ဒီလိုမျိုးသူကမဖြစ်ချင်ဒါကိုသူထူတောင်းအဲ့လိုမျိုးတောင်းတဲ့အချိန်မှာတရားမင်းကဝမ်းမြောက်ဝမ်းသာပဲပေါ့ထပ်ပြီးတော့မလုပ်ပြန်တော့စုပေးပြန်တယ်နော်ထပ်ပြီးတော့စုပေးပြန်တယ်စောစောတုန်းကတောင်းခဲ့တာတွေကိုအကုန်လုံးသူတခုမှပေးနိုင်တာတော့မရှိဘူးနော်ဧတသမိတေသူလပိတေပရိဒုပေသူဘာတိတေဝရံကတ္တပတေရံမိယံကိဉ္စီမနသိစတိနောက်ထပ်စုတောင်းဖို့ပဲသူကဗိမာန်တကားပြုတာအရင်တောင်းခဲ့တဲ့စုတွေတခုမှသူပေးနိုင်တာမရှိဘူးအဲ့လိုမျိုးထပ်ပြီးတော့စုကိုတောင်းပါအောင်ဆိုတော့ဘုရားလုံးကဘာစုကိုတောင်းချလိုက်လဲဝရင်စီမေဒောတက်ကသဗ္ဗဗုဒ္ဓနာမိတ္တရာနာမံပုဏ္ဏဥပေယတိဧတံတက္ကဝရံဝရီတဲ့တော်တော်စိတ်တို့ကြကောင်းတဲ့စုတောင်းဒီစုတောင်းကဟုတ်လားပါလဲဆိုတော့သဗ္ဗဗုဒ္ဓနာခတ်သိန်းသောတတ္တဝါတို့ကိုဣတ္တရအစွင့်ရသောတက္ကတရားမင်းတဲ့မေငါအဝရံစုကိုစေရတော့အကယ်၍ပေးမယ်ဆိုလို့ရှိရင်မန်ငါစီကိုပုဏ္ဏတဖာနဥပေယတိသင်နောက်ထပ်မလာတော့နဲ့နော်တက္ကတရားမင်းဧတံဝရံထိုစုကိုဝရီငါအလိုရှိတယ်ငါစီကိုနောက်ထပ်မလာခဲ့တော့နဲ့တဲ့ဟုတ်လားနောက်သူ့ကိုဒီလောက်မေတ္တာရှိပြီးတော့ဒီလောက်ကြိုက်တာတွေတောင်းပါလို့ပြောနေတဲ့တရားမင်းကိုပဲ तू ကဘာလို့မလာခဲ့နဲ့လို့လှုပ်တော့တာဟုတ်လားအရှိတောင်းကြတာတွေလည်းတခုမှပေးနိုင်တာမဟုတ်လို့ထင်တရားတော့ရှိတယ်ဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးနောက်ထပ် तू တောင်းရှင်းပြတာလေးကိုကြည့်လို့ရှိရင်တရားမင်းကိုနော်စိတ်တို့လို့ဟုတ်လားအတင်းပဲတောင်းခိုင်းနေတာတောင်းတာကြတော့တခုမှပေးနိုင်တာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့မလာနဲ့လို့ပြောတာတော့မဟုတ်ဘူးနောက်အကြောင်းပြချက်ကလေးပါတယ်နော်အဲ့ဒါလို့တရားမင်းကိုတင်နောက်ထပ်ငါးစီကိုမလာတော့နဲ့လို့အဲ့ဒီစုကိုငါလိုချင်တယ်လို့တောင်းလိုက်တော့တရားမင်းကအံ့ဩသွားတာပေါ့ဘာပြောတော့တရားမင်းကအဲ့ဒီမှာဘဟူယိဝတ္တစရိယာဟိနရာစအထနာရိယဒတနာဘိကင်ခန္တိကိဏုမေဒတနာဘေယံတရားမင်းကပြန်မေးတယ်တာပတအရှင်ယတိတဲ့နရာစယောက်ျားတို့တည်၎င်းအထထုမတဘာနာရီယောစမိန်းမတို့တည်၎င်းဘဟူဟိများစွာကုန်သောဝတ္တစရိယာဟိအကျင့်ဝတ္တုဖြင့်ကျင့်ဝတ်တို့ဖြင့်ဒတနာတရားမင်းကိုဖူးမြင်ခြင်းကိုအဘိကင်ခန္တိအလွန်တောင့်တကြကုန်၏တရားမင်းတဲ့လောကမှာယောက်ျားတွေရောမိန်းမတွေရောငါ့ကိုမြင်ခြင်းလွန်းလို့အကျင့်တွေကျင့်ပြီးတော့မှတရားမင်းကိုမြင်မရစီဆိုတဲ့စိတ်နဲ့အကျင့်တွေကျင့်ပြီးတော့တောင့်တကြတာတဲ့အခုသူကမလာခဲ့နဲ့လို့ပြောတာ哦နောက်လူတွေကသူ့ကိုမြင်ခြင်းလွန်းလို့အကျင့်ကျင့်ပြီးတော့မှတောင့်တကြတာမေငါအားဓတ္တနေမြင်ခြင်း၌ကိမ့်ပယံအဘေဘေးသည်ဟောတိနုဖြစ်သည်တဲ့ငါ့ကိုမြင်တာမှာနော်ဘာတွေများကြောက်စရာတွေများတွေ့လို့တော့ဘာအပြစ်ရှိလို့တော့ငါ့ကိုမြင်ရတာမမေးတယ်မို့လားမေးတယ်နဲ့နော်ငါဒီနောက်ထပ်မလာနဲ့ဆိုတော့ငါလာတော့ဘာဖြစ်လို့တော့ဆိုတဲ့သဘောမျိုးမေးတာပါပဲဟုတ်လားအဲ့လိုမေးတဲ့အချိန်မှာဘုရားလုံးကပြန်ပြောတယ်တဲ့တန္တာတိတံဒေဝဝနသဗ္ဗကာပသမိတိနံဒိဋ္ဌဝတပောပမစ္စေယံဧတံတိဓတ္တနေဗျာတဲ့ဒါဘုရားလုံးပြန်ပြောတဲ့အကြောင်းပြစကားလေးပေါ့နော်တက္ကတရားမင်းတဲ့သဗ္ဗကာမသမိတိနံအလုံးစုံသောကာမဂုဏ်နဲ့ပြည့်စုံသောတန်တာတိတံသင်္ကဲ့သို့သောတရားမင်းကိုဒေဝနံနတ်ရဲ့အစဉ်ကိုဒိဋ္ဌဝမြင်ရ၍တပေါ်ချိုးချံသောအကျင့်သည်ပမစ္စေယမေးလျော့ရ၏ဧတံဤသို့မေးလျော့ခြင်းသည်တေတရားမင်းအားတေတင်တရားမင်းအားဓတ္တနေမြင်ခြင်း၌ဗျံပေးသည်တဲ့နားလည်မယ်ထင်ပါတယ်နော်အလုံးစုံသောကာမဂုဏ်တွေနဲ့ပြည့်စုံတဲ့အလွန်မှအစင်းလှတဲ့သင်တို့တရားမင်းရဲ့ရုပ်ဆင်းအင်္ဂါကိုမြင်ရတာဟာချိုးချံတဲ့အကျင့်ကိုကျင့်ခြင်းမှာအဲ့ဒါမေ့လျော့ခြင်းရဲ့အကြောင်းဖြစ်လိမ့်မယ်တဲ့သင်ကငါမြင်တော့မေ့နေတရားတွေမေ့နေမှာဒါကိုပြောတာဟုတ်လားအဲ့လိုဒီအလွန်ကောင်းတဲ့အဆင်းကိုမြင်လို့မေ့သွားတာအဲ့ဒါသင်ကိုမြင်ရခြင်းရဲ့အပြစ်ပဲတဲ့နော်နားလည်မယ်ထင်ပါနော်ဧတံဤသို့မေ့လျော့ခြင်းဒီတင်တရားမင်းဟာဓတ္တနေမြင်ရခြင်း၌ဗျံပေးသည်တဲ့ဒါကြောက်စရာအဲ့ဒါပဲတဲ့အဲ့လိုပြောတဲ့အခါကျတော့မှတရားမင်းကအရှင်ဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်ကောင်းပြီတဲ့ဒီနေ့ကစပြီးတော့အရှင်ဘုရားဒီကိုဒီတော့နောက်ဘယ်တော့မလာတော့ဘူးတဲ့ဟုတ်လားဝင်တော့ဝန်ခံသွားတယ်အဲ့ဒါကတော့ပြီးတော့နော်တောင်လင်းသာနတ်ပြည်ကိုပြန်တယ်ပေါ့ဘာစုကိုမှပေးထားခဲ့တယ်လို့ဒီထဲမှာမပါဘူးအဲ့ဒါတရားမင်းကတော့ဘုရားလောင်းကတော့အသက်ထက်ဆုံးအဲ့ဒီကျွန်းလေးထဲမှာပဲတပါးတဲ့သတင်းသုံးပြီးတော့နော်ကံကုန်တဲ့အချိန်မှာစုတိတိကြတော့ဘေးရောက်တော့ဆိုတော့ပြမပြည်ကိုရောက်သွားတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီဇက်တော်မှာနော်စဉ်းစားစရာတွေးစရာကောင်းတဲ့အဓိကအချက်တွေကဘာလဲဆိုတော့လူမိုက်တို့ရဲ့သဘောပညာရှိတို့ရဲ့သဘောဟုတ်တယ်မဟုတ်လားစစချင်းပြောတဲ့စကားလေးလည်းစဉ်းစားစရာတော့ကောင်းပါဘဝဆင်းရဲတဲ့အတွက်ကြောင့်ဘဝချုပ်ငြိမ်းရာနိဗ္ဗာန်ကိုလိုလားတောက်တတဲ့စိတ်နဲ့ငါတယောက်တည်းဒီ6တွေ့တဲ့အရက်မှာငြိမ်ငြိမ်ကလေးနေနေတာဒါလေးကလည်းဦးဇင်းတို့အများကြီးတော့စဉ်းစားရရှိတယ်ဒါကတော့လေးနဲ့တဲ့အပိုင်းပေါ့နော်ကျန်တဲ့လူငယ်တွေဦးဇင်းတို့စဉ်းစားစရာအပိုင်းကပါတော့လူမိုက်တို့ရဲ့သဘောပညာရှိတို့ရဲ့သဘောအဲ့ဒီသဘောလေးတွေကိုတော့ဦးဇင်းတို့က
နော်စိတ်ထဲမှာစွဲသေးခြင်းနော်လူမိုက်ကိုမမြင်ပါရစေနဲ့အခက်မသိလို့မြင်ရရင်မကြားပါရစေနဲ့ကြားရင်လည်းပဲသူနဲ့ပေါင်းတဲ့ဆက်ဆံတာမျိုးမလုပ်ပါရစေနဲ့နော်အခက်မသိလို့လုပ်ရရင်လည်းပဲရင်းရင်းနှီးနှီးပြောဆိုနေတာမျိုးထိမရောက်ချင်ဘူးတကယ်လို့ရောက်သွားရင်လည်းသူပြောတဲ့စကားကိုမကြိုက်ချင်ဘူးတဲ့အရန်မှစိတ်ဆက်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဒါနဲ့လူမိုက်မှာဘာအပြည့်ရှိလို့လူမိုက်ကတင့်ကိုဘာလုပ်လို့လဲလို့မေးတော့လူမိုက်ရဲ့အကြောင်းကိုဘယ်လိုပြောပြလဲလူမိုက်ဟာနီးမဟုတ်တာတွေကိုနီးလန်းအနေနဲ့ပြတတ်တယ်ဟုတ်လားပြီးတော့ဘာတော့မကောင်းတာတွေကိုရှင်စေတတ်တယ်အကျိုးမဲ့တာတွေကိုဖြစ်စေတတ်တယ်နော်ကောင်းတာတွေမြင့်မြတ်တာတွေပြောလို့ရှိရင်လည်းနားလေသဘောပေါက်နိုင်ခဲ့တယ်ကောင်းတဲ့စကားကိုဆိုလို့ရှိရင်လည်းပဲအမျက်ကလည်းထွက်တတ်တယ်လောကရဲ့လူကျင့်ဝတ်တွေကိုဘာမှနားလေတာလည်းမရှိဘူးတဲ့မြင်ရရင်အကုသိုလ်ဖြစ်ဖို့ပဲယာနှုံးကတော်တော်များတယ်ဟုတ်လားဒါကြောင့်မမြင်မရစေနဲ့မကြားမရစေနဲ့အစာကြီးဖြင့်ရှုဖို့သူတောင်းတာပညာရှိကြတော့ဆန့်ကျင်ဘက်ပဲနော်ပညာရှိနဲ့တွေ့ပါရစေမြင်ပါရစေမြင်ရရင်လည်းအတန်ကြားပါရစေပြီးရင်လည်းပါတော့ပေါင်းတင်ဆက်ဆံပါရစေရင်းရင်းနှီးနှီးပြောဆိုဆွေးနွေးပါရစေပြီးရင်လည်းပါတော့နှစ်သက်ပါရစေဘာလို့လဲတော့လူမိုက်ပြောတဲ့ပညာရှိပြောတဲ့စကားတွေကအကောင်းနေကြီးဖြစ်မှာပဲလေဟုတ်တယ်မဟုတ်လားအကျိုးရှိတာတွေကိုပဲရှင်စေလိမ့်မယ်နော်တန်ဖိုးရှိတာတွေမြင့်မြတ်တာတွေပြောရင်လည်းလွယ်လွယ်ကူကူနားလေသဘောပေါက်မယ်နော်အကျိုးရှိတဲ့စကားမှန်တဲ့စကားကိုပြောရင်ဘယ်တော့မှအမျက်ထွက်တယ်ဆိုတာမရှိဘူးဟုတ်တယ်တချို့ကနော်အရန်တော်ရတာတွေရှိတယ်ဟုတ်လားကောင်းတဲ့စကားပြောတယ်ခံရခက်စရာအကြောင်းပင်ဖြစ်တော်လည်းပဲစိတ်မတူပဲနေနေတယ်နော်ကိုယ်အကြောင်းမကောင်းပြောတယ်မှန်းနေတယ်တကယ်လည်းပဲကိုယ်ကိုပြုပြင်ခြင်းလို့ပြောတယ်ဆိုရင်တချို့ကဒီတိုင်းလေးပဲပြုံပြုံလေးဝန်ခံနိုင်တယ်နော်ဒေါသမထွက်ဖဲနဲ့နေနိုင်တယ်ဟုတ်လားဒါကြောင့်ပညာရှိဆိုတာမှန်ကန်တဲ့စကားကိုပြောတဲ့အခါဒေါသထွက်တယ်ဆိုတာမရှိဘူးနော်ပြီးတော့ဗာလဲအာစာရဝီနီးကိုလည်းနားလေလူလောကမှာဘလို့နေရမယ်ဘယ်နာမှာဘလို့နေရမယ်ဘလို့ပြောရမယ်ဘလို့သွားလာမယ်ဘာလုပ်ရမယ်အားလုံးသူဟာသင်ယူစရာမလိုပဲနဲ့တချို့ကိစ္စတွေကိုသိတယ်ပေါ့ဟုတ်လားဒါကြောင့်မလို့ပညာရှိနဲ့တွေ့ရခြင်းဟာဘာလဲတော့ကောင်းတယ်လို့ပြောတာဟုတ်လားဒါကဦးဇင်းတို့လူငယ်တွေအတွက်အဓိကရွေပြီးတော့ဒီကနေ့ညပြောတဲ့တရားစကားပေါ့နော်ပြောမယ့်အကြောင်းအရာတွေကအများကြီးဆိုတော့ဦးဇင်းစိတ်တွေကတော်တော်နဲ့ပြီးမှမဟုတ်ဘူးဆိုတော့ခတ်တွတ်တွတ်ပြောလိုက်တာနာကြီးကမစေသေးဘူးဟုတ်လားမိနစ်90ပဲရှိသေးတယ်အဲ့တော့အခါတိုင်းဦးဇင်းတို့တရားစကားတွေအရှိကြီးနားထောင်နေကြတာဒီနေ့တော့တူတူပေါ့နော်အေးအဲ့ဒါလို့ဆိုလို့ရှိရင်ဦးဇင်းတို့ဒီမေးတာတွေကိုဖြေတာကတော့ဘုရားဝတ်တက်ပြီးတော့မှပဲဦးဇင်းတို့ဖြေကြဦးဇင်းအခုစာရွက်တွေယူမလာခဲ့ဘူးနော်အဲ့တော့ဒီကနေ့ညတရားကတော့ဒီလောက်နဲ့ပဲဦးဇင်းတို့အဆုံးသတ်ကြအောင်နော်ဒါကြောင့်ယောဂီသူတော်ကောင်းတို့ဒီအပမာဒဆိုတဲ့တတိတရားကိုလက်ကင်ထားပြီးတော့မြင့်မြတ်တဲ့မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတွေကိုလိုက်နာကျင့်သုံးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ညပိဋကပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရတော့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း